ချင်းမိုင်မျိုးရဲ့ကွန်ဒို project တွေထဲမှာရောင်းအကောင်းဆုံးဖြစ်တဲ့ Astra Infinite ဒီ project ဆိုရင် Old Town City View နဲ့အရန်ကိုလာပါတဲ့ချင်းမိုင်မျိုးရဲ့တောင်တန်းကြီး view ကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်လက်ရှိမှာတော့ 1 bedroom 2 bedroom နဲ့ 3 bedroom အခန်းအနည်းငယ်သာကျန်ပါတော့မှာဗျအဲ့တော့အတွင်းခန်းဖွဲ့စည်းပုံ၄ယောက်တွေကိုကျွန်တော်အထက်မှာသေးစိတ်လက်ပြပြပါမယ်ဗျကျွန်တော်အခုပြပေးမှာကတော့1 bedroom 39.25 square meter ပဲဖြစ်ပါတယ်သူကဒီ1 bedroom ကိုမှသူအိတ်ခန်းနှစ်ခန်းပုံစံမျိုးနဲ့ဖွဲ့စည်းပြီးတော့တွေ့ရပါတယ်ဗျဒါတော့သူကဝင်လာခြင်းမှာဒါ living room area ရှိမယ်သူတို့မှာဆိုတော့အိတ်ခန်းအသေးလေးပုံစံနဲ့ဖွဲ့စည်းပြီးတော့တွေ့ရပါတယ်ဗျဒါဆိုရင်တော့ဒါက master bedroom အိတ်ခန်းပဲဖြစ်ပါတယ်ဒီမှာသူက toilet နဲ့ကိုသူက2 asset ပေါ့နော်နှစ်ဖက်ဝင်လို့ရတဲ့ပုံစံမျိုးနဲ့ဖွဲ့စည်းပြီးတော့တွေ့ရပါတယ်ကျွန်တော်အခုပြပေးမှာကတော့2 bedroom 56.8 square meter ပဲဖြစ်ပါတယ်သူကဒါဝင်လာခြင်းမှာဆို main living room အနေနဲ့သူဖွဲ့စည်းပြီးတော့တွေ့ရပါတယ်ဗျကျွန်တော်ညာဘက်ချမ်းမှာဆိုရင်အိတ်ခန်းရှိမယ်အိတ်ခန်းကတော့သူက toilet ပြင်လိုက်ချူခန်းနဲ့ကို2 asset ပေါ့နော်နှစ်ဖက်ဝင်လို့ရတဲ့ပုံစံမျိုးနဲ့ဖွဲ့စည်းပြီးတော့တွေ့ရပါတယ်ဗျဒီဘက်ချမ်းတော့ကြည့်အောင်တို့မှာဆို living room ရဲ့ကဲမှာဆို balcony ကြီးတစ်ခုဖွဲ့စည်းပြီးတော့တွေ့ရပါတယ်ဒါတော့ master bedroom အိတ်ခန်းပဲဖြစ်ပါတယ်ဒီမှာဆိုရင်တော့အိတ်ခန်းဖွဲ့စည်းပေးထားပြီးတော့သူ့ရဲ့ကဲမှာဆိုရင်တော်တော်ကျယ်တဲ့ရှူကန်ဖွဲ့စည်းပေးထားတော့တွေ့ရပါတယ်ဘတ်တက်လည်းပါပါတယ်ဗျအဲ့တော့ချင်းမိုင်မျိုးရဲ့ရောင်းအားအသက်ဆုံးဖြစ်တဲ့ Astra Infinite ကျိုပိုက်ကွန်ဒို project ကိုစိတ်ဝင်စားလို့ဖြစ်ဖြစ်လူကိုယ်တိုင်လည်းကြည့်ရှင်လို့ဖြစ်ဖြစ်အောက်မှာပေးထားတဲ့ Viber နဲ့ဖုန်းနံပါတ်မှာဆက်သွယ်မြတ်စုံနိုင်ပါတယ်ချင်းမိုင်မျိုးရဲ့ကွန်ဒိုနဲ့လုံးချင်းဝင်မယ်ဆိုတော့ GIG Town Space ကိုဆက်သွယ်မြတ်စုံနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်